မဲမင်္ဂလာပါရှင်ဒီတစ်ခါတင်ဆက်ပေးခြင်းနဲ့အကြောင်းအရာလေးကတော့လူတစ်ယောက်အောင်မြင်ဖို့ရအတွက်အရေးကြီးဆုံးအရာတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အကြောင်းအရာလေးကိုမတင်ဆက်ခင်မှာ VPN လေးဖွင့်ပြီးကြည့်ရှုနားဆင်ပေးဖို့တောင်းဆိုပါရစေရှင်ဒါဆိုရင်အကြောင်းအရာလေးကိုဆက်လက်ကြည့်ရှုနားဆင်လိုက်ကြရအောင်ပါရှင်တခါကအလုပ်ရှင်တစ်ယောက်ဟာအလုပ်သမားတဦးအလိုရှိတယ်လို့ကြေညာလိုက်တဲ့အခါမှာယောက်ျားလေး30လောက်အလုပ်လာလျှောက်ကြပါတယ်။သူကဘောလုံးတစ်လုံးနဲ့ဘောလုံးပေါက်ရန်စက်ကွင်းတစ်ခုစီစဉ်ထားပြီးအလုပ်လျှောက်လို့သူအားလုံးတစ်ယောက်ကို9ချက်စီဖြစ်ပေါက်စေပါတယ်။စက်ကွင်းအလယ်ဗဟိုကိုအများဆုံးထိမှန်သူအားရွေးချယ်ရန်ရည်ရွယ်ထားခဲ့ပေမယ့်မည်သူတစ်ဦးတစ်ယောက်မှတစ်ချက်တစ်လေမျှပင်မထိတော့ကြောင့်သူရွေးချယ်ရခတ်သွားခဲ့တဲ့အခါမှာကဲမနက်ဖြန်ပြန်လာပြီးပေါက်ကြအောင်မော့ကွာဟုပြောပြီးလူငယ်များအားပြန်ခိုင်းလိုက်ပါတယ်။နောက်နေ့မှာအလုပ်လာလျှောက်သူများထဲမှခက်ငယ်ငယ်ကောင်လေးတစ်ယောက်သာပြန်ရောက်လာပြီးသူအားပထမနေ့ကအတိုင်းဘောလုံးပေါက်ခိုင်းတဲ့အခါမှာစက်ကွင်းအလယ်ဗဟိုကိုအကြိမ်ကြိမ်ထိမှန်တာတွေ့ရတဲ့အခါဟာတဲဟုတ်ပါလားကွာဘလို့ဖြစ်သွားတာလဲဟုအလုပ်ရှင်ကကောင်လေးအားအံ့ဩစွာမေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာကောင်လေးကကျွန်တော်အမေကိုကူညီရမှာဆိုတော့ဒီအလုပ်ကိုတိတ်လုပ်ချင်ခဲ့ပါတယ်။ဒါကြောင့်ညကအိမ်ဘေးအဖီထဲမှာတညလုံးဘောလုံးပေါက်လေ့ကျင့်ခဲ့ပါတယ်လို့အလုပ်ရှင်အားပြောလိုက်ပါတယ်။ကောင်လေးအကြောင်းကိုတထေးကဒီလောက်ဆိုလုံလောက်ပြီဟုတွေးကကောင်လေးအားအလုပ်ခန့်လိုက်ပါတယ်။ဆိုလိုချင်တာကဒီလိုစိတ်ဓာတ်မျိုးရှိတဲ့လူငယ်တစ်ယောက်ဟာအလုပ်ရမှလည်းပူစရာမလိုရာထူးမတိုးမှလည်းစိုးရိမ်စရာမရှိပါဘူး။ဒီလိုစိတ်ဓာတ်မျိုးကိုသာဆက်လက်ထိန်းသိမ်းထားမည်ဆိုပါကမုတ်ဆိုးမမိခင်ကြီးနဲ့ကြီးပြင်းခဲ့ရသည်ဖြစ်စေကျောင်းပညာအခြေခံနည်းပါးခဲ့သည်ဖြစ်စေညှို့ငယ်တိမ်မြုပ်နေစရာအကြောင်းမရှိပါဘူး။တဖန်ရှုံးတဲ့မူလအနေအထားကနေရုံးထွက်ကတနေ့သောအခါမှာသူတစ်ပါးအံ့ဩရလောက်အောင်ထူးခြားအောင်မြင်သူများဧကံမုတ်ချဖြစ်လာမည်ဖြစ်ပါတယ်။လူတစ်ယောက်ဖွံ့ဖြိုးတိုးတက်ဖို့ရအတွက်အရေးကြီးဆုံးအရာကတော့ကိုဘာလို့ရှိသလဲဘာဖြစ်ချင်သလဲအဲ့ဒီအတွက်ဘာလို့ရမှလဲဘလို့အည်ချင်းတွေရှိဖို့လိုအပ်တယ်လဲဆိုတာရှင်းလင်းပြတ်သားစွာသိဖို့နဲ့လိုအပ်သမျှကိုဖြည့်ဆည်းမိဆိုသောစိတ်ဆွဲရှိဖို့ပဲဖြစ်ပါတယ်။ကြည့်ရှုနားဆင်ပေးမှုအတွက်ကျေးဇူးတင်ပါတယ်ရှင်။ယခုကဲ့သို့သောအကြောင်းအရာများကိုဆက်လက်တင်ဆက်ပေးသွားမှာမို့ကျမရဲ့ YouTube Channel ကို Like and Subscribe လေးလုပ်ခဲ့ပေးဖို့တောင်းဆိုပါရစေရှင်။